ဗုဒ္ဓဘာသာမြတ်မာလူငယ်များတို့သည်ကိုယ်ဘာသာကိုယ်သာသနာရဲ့မှန်ကန်သောအခြေခံသဘောတရားအနိယသာများကိုလိလာမှတ်သားနှလုံးသားထဲမှာဆွေးမြေစွာအမြင်ရှိရမှာလိမ္မာရင်ကြည်လူတော်လေးများဖြစ်အောင်ကြိုးစားပါကြီးသူကိုယူသည်ရွယ်သူစုလေးစားငယ်သူများကိုတနာကရုဏာမေတ္တာထားရမှာကိုယ်ဘာသာကိုမျက်နှိုးပါအမျိုးကုန်ဆောင်ရမှာထေရဝါဒဗုဒ္ဓသာသနာပြန်ပွားရေးအတွက်အစဉ်ကြိုးစားရမှာ